ဒီကြော်ညာလေးကိုတွေ့တယ်ဗျာအဲ့ဒါကျွန်တော်တို့ဖွဲ့ပြိုင်မှုအတွက်စီစဉ်လိုက်တယ်ဒါပေမဲ့ကျွန်တော်တို့အဖွဲ့က road bike သမားတွေများတော့ကြောင့်mountain ကကျွန်တော်တို့ဒီမှာမရှိဘူး trail line ဖြစ်တဲ့ကြောင့် mountain နဲ့ပြန်ရမှာဆိုတော့ mountain main ရှိတဲ့ mountain ပုံနေတဲ့အကိုတွေစီကနေကျွန်တော်တို့စပိန်လေးတွေငှားတာပေါ့နော်အပြင်နံပါတ်ပြားတွေထုတ်တယ်ကျွန်တော်တို့စပိန်တွေမှာတက်လိုက်ကြတယ်ဒါပဲပြီးရင်တရက်ထဲမှာပဲဟိုမန္တလေးတောင်သုံးလုံးမှာလည်းပွဲရရှိနေတယ်အဲ့ဒါကြောင့်ကျွန်တော်တို့အဖွဲ့တွေကဇုံတွေအကိုနဲ့မှအဲ့ဒီမှာသွားပြိုင်မှာကျွန်တော်တို့အဖွဲ့ကရန်ကုန်မှာပြိုင်တယ်အဲ့ဒီကိုနဲ့မှကျတော့မန္တလေးတောင်သုံးလုံးပွဲမှာသွားပြိုင်တယ်အဲ့ဒါနဲ့ပဲပြိုင်ပွဲနေကိုရောက်လာတယ်မနက်9နိုင်ခွဲတာမထွက်ခင်ကျွန်တော်တို့ဒါဒီမှာတန်းစီနေကြပါတော့လမ်းကြောင်းကရန်ကုန်တိရစ္ဆာန်ဥယျာဉ်ကနေပြီးတော့6နိုင်မှာတာထွက်ပြီးတော့လှော်ကားဥယျာဉ်ကိုရောက်မယ်လှော်ကားဥယျာဉ်ကိုပြည်လန်းတိုင်းသွားပြီးလှော်ကားဥယျာဉ်သွားမယ်လှော်ကားဥယျာဉ်ထဲမှာအထဲမှာတို့ကျွန်တော် trailer မောင်းအောင်ပါတော့လမ်းကြောင်းမောင်းပြီးရင်အဲ့ဥယျာဉ်အဝင်ဝမှာဟို finish line ပေါ့နော်ပန်းဝင်မယ်ပေါ့ပထမကတို့စီစဉ်ထားတာကအယောက်300ပဲစီစဉ်ထားတာဒါပေမဲ့ပြန်ပွဲဝင်နေတပြေးနဲ့များနိုင်တယ်အယောက်400ကျော်ပါတယ်နောက်ပိုင်းတော့ပထမ main ကလေးမပါဘူးဗျအခုဟိုဟာပေါ့စင်းပိတ်ခန်ဒီမှာကျွန်တော် main ကလေးပါသူတို့ဖွင့်ပြီးလဲဝင်ပြီးလဲပေါ့နော်အဲ့တော့ main ကလေးနည်းနည်းပါတယ်ပြီးယောက်ျားလေးပါယောက်ျားလေးကပုံများတော့အလုံးအယောက်400ကျော်ရှိတယ်ဗီဒီယိုတွေကတော့ဖုန်းကင်မရာနဲ့ရိုက်တာဆိုတော့ဗျလက်တစ်ဖက်နဲ့လှုပ်ပြီးရိုက်ကြတာဆိုတော့ကိုယ့်ပုံမပါဘူးသူများပုံတွေတောက်လျှောက်လမ်းတောက်လျှောက်သူများပုံတွေပဲကိုယ့်ပုံတစ်ပုံမှမပါဘူးပန်းဝင်ကန်ဒီမှကိုယ့်အဖွဲ့တွေကမှဟိုမပြိုင်ပြတဲ့အဖွဲ့တွေကမှစောင့်နေသူတို့ရိုက်ပြီးလို့ကိုယ့်ပုံလေးနည်းနည်းပါလိုက်တော့အဲ့ဒါနောက်ပိုင်းကျမှပါမှာရောက်တော့မယ်နင်းလားတပြားတော့ရမယ်အေးစိတ်
နောက်မှာပါတယ်နောက်မှာပါတယ်ကိုကြီးကခဲတယ်နော်ခဲကြီးတယ်နော်ခဲတယ်နဲ့မို့လို့ကိုကြီးခဲကြီးတယ်နဲ့မို့လို့Listen.